မိုးအေးလေးနဲ့ရမ်းစားလောက်ကောင်းတဲ့အာလူစပိုင်စီတုပ်လေးကိုတုပ်စားပြစ်မှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးလှီးထားတဲ့အာလူလေးတွေကိုရင်နွေးအိုးတွေကိုထည့်ပြီးတော့ပြုတ်ပါမယ်ပြီးလို့ရှိရင်ရင်နွေးအိုးတွေကနေဆယ်ပြီးတော့ရေအေးအေးလေးတွေကိုထည့်ပြီးတော့ပြန်စိမ်လိုက်ပါမယ်ကဲဒီလိုအနေထားရပြီဆိုလို့ရှိရင်တော့တုပ်စားလို့ရပါပြီခင်ဗျာပထမဦးဆုံးဒီရေစိမ်ထားတဲ့အာလူလေးတွေကိုရေစစ်ထားပါမယ်စစ်ထားပြီးလို့ရှိရင်တော့ကိုစားမဲ့ပကံလေးတွေကိုတေချာထည့်ပါမယ်ထည့်ပြီးလို့ရှိရင်စပိုင်စီမုတ်အရသာမုတ်နဲ့ကြက်သွန်ကြော်လေးတွေကိုရောပြီးတော့ထည့်လိုက်ပါမယ်ခင်ဗျာပြီးလို့ရှိရင်တော့အားရပါရစလုံးနဲ့ကိုထည့်နေပြီးတော့တုပ်စားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့ပကံလေးသေးလို့ဒီစလုံးကြီးကိုထည့်ပြီးတော့ပြန်တုပ်ထားပါတယ်ဒါရနန်ကဲဒါဆိုလို့ရှိရင်တော့အရမ်းပြီးအရသာကောင်းတဲ့မိုးအေးအေးလေးမှာထီထီမိမိနဲ့စားလို့ရစပိုင်စီတုပ်လေးရပါတယ်ခင်ဗျာကဲကိုတုတ်ကိုစားလို့ပဲလားတော့မသိဘူးရမ်းကိုတော့ထိထိမိမိနဲ့ရမ်းစားလို့ကောင်းလာပါတယ်ကဲအာလူလေးကလည်းအရင်နူးပျော်နေတဲ့အထဲမဟုတ်ပဲနဲ့မမတက်တောက်လေးနဲ့ရမ်းစားလို့ကောင်းတဲ့အတွက်ကြောင့်မို့လို့ကဲတငယ်ချင်းတွေကိုလည်းလိုက်လို့စားဖို့အတွက်ပြောချင်ပါတယ်ခင်ဗျာအရမ်းစားလို့ကောင်းပါတယ်ကဲအစာပြေပဲစားမလားထမင်းနဲ့ပဲစားမလားဒီတိုင်းပဲစားမလားအာလူစပိုင်စီတုတ်ကလေးကိုလိုက်လို့စားဖို့အတွက်အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာကျွန်တော်ကတော့အရမ်းစားလို့ကောင်းလို့တော့စားနေပါပြီကဲနောက်ဗီဒီယိုတွေပါပြန်တွေ့မယ်အားလုံးကိုဘိုင်ဘိုင်